အားလုံးပဲမင်္ဂလာပါဒီနေ့မှဆိုရင်တော့ကျွန်တော်ရောက်ရှိနေတဲ့နေရာက Dora Modern Furniture ရဲ့ပေါ့နော်ဆိုင်ခွဲအစ်စ်ဖွင့်ပွဲလေးပေါ့နော်ကျွန်တော်လည်းအတူတူဒီမှာဘာတွေရလဲဆိုတာတွေဆက်လက်လိုက်ကြည့်လိုက်အောင်ဒါဆိုတော့ကျွန်တော်တို့အိမ်မှာဆိုလို့ရှိရင်တော့ဒါမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းလေးတွေပေါ့ဒါ pre-boga တွေပြီးတော့အိယာတွေမှုတ်ယာတွေမျိုးစုံပေါ့နော်ဒါတွေအကုန်လုံးကိုဈေးလုံးချိုသာသွားနေလဲရမယ်ပြီးကိုလိုချင်တဲ့ပုံစံကိုယ့်ရဲ့စိတ်ကြိုက်လဲကိုကမှားလို့ရတယ်ကိုလိုချင်တဲ့ customize ကိုကိုပြောပြီးတော့မှားလို့လဲရတယ်အဲ့ဒါကိုလည်းစိတ်တိုင်းကြအောင်လိုက်ပြီးတော့အကုန်လုံးလုပ်ပေးတယ်2ရက်အတွင်းမှာပဲကျွန်တော်တို့အိမ်အရောက်ဝန်ဆောင်မှုနဲ့အတူ free လိုက်ပြီးပို့ပေးနေရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အတူတူပစ္စည်းလေးတွေအကုန်လုံးလိုက်ကြည့်လိုက်အောင်ရေကြီးအလှမျိုးစုံလည်းဒီကနေပြီးတော့ကိုယ်တိုင်ကိုကြပေါ့နော်ကျွန်တော်တို့ဖန်တီးပေးတယ်ဒီဇိုင်းကအစကိုယ်တိုင်ကိုကြကိုလိုချင်တဲ့ပုံစံကိုလာပြီးတော့ပြောပြတာနဲ့ဒီဘက်မှာအကုန်လုံးကိုဗျာစိတ်တိုင်းချစေရမယ်အဲ့တော့ကျွန်တော်ကတော့လမ်းညွှန်ပေးခြင်းနဲ့အိမ်ဆောက်ပစ္စည်းဒီ pre-boga နဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Dora Modern Furniture ကိုလာပြီးတော့ဝယ်ယူအားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးပါ